အိမ်ကိုပြန်လို့မရတော့ဘူးအညာဆောင်နဲ့ခင်ကအေးတက်တွေလွှမ်းချုံနေစေဖြစ်ပေမဲ့ပခုတ်ကူမျိုးနဲ့ကံရစာကြီးကျေးရွာခေါ်ကံရကြီးရွာမှာအပူငွေ့ရတထောင်းထောင်းထားနေတယ်စစ်တပ်ကတရွာလုံးမီးရှို့သွားလို့ရွာလုံးကျုပ်ပြားကြားခဲ့တဲ့ရွာလေးဖြစ်တယ်တရွာလုံးမီးလောင်ပြင်ဖြစ်နေတဲ့အဲ့ဒီကျေးရွာလေးတွေကိုအမေအိုကြီးတယောက်ဒုက္ခလေးကိုအားပြုဝင်လာတယ်အမေအိုကြီးကသူ့တသက်လုံးရှာဖွေစုဆောင်းထားတဲ့ပစ္စည်းလေးတွေမီးလောင်ပြင်မှာကြံနိုးကြံရလာရှာပုံရတယ်ဒါမဲ့သူ့အိမ်နေရလာကြည့်တော့ဝင်းကလေးငုတ်တုတ်သားကြံရပြီးအိမ်နေရကတော့ပြပုံအတီးပေါ့ကံရကြီးရွာကပခုတ်ကူမျိုးအနောက်ဘက်12မိုင်ကျော်ကွာဝေးပြီးမင်းတက်ပခုတ်ကူသွားလမ်းမပေါ်မှာတည်ရှိတယ်မကြီးကုတ်ကိုတက်မထန်းအောင်နဲ့တာယာတဲ့ရွာလေးဖြစ်တယ်ရွာဝင်ရရှိရမိုးကန်စီစီရီပေါက်နေတဲ့ထမ်းမင်နဲ့အလှနဲ့ရွာဦးကြောင့်ဖျားစီတို့ကပနာရလာတယ်ကံရကြီးရွာကအခြားညာရွာတွေလိုပဲပဲနှမ်းမြေပဲရာသီပေါ်သီးနှံဆိုင်ပြီးတော့တောင်သူလုပ်ကြတယ်အာနာသိန်းကလာမတိုင်မီကလေးကရေကြီးရမျက်နှာရရဝေးဒေတာသွားပြီးတော့အလလုံးကြတဲ့လူငယ်တွေလည်းရှိတယ်ရွာလေးဟာတောသူတောင်သားတွေကိုထူကိုထစူးစမ်းခဲ့ကြလို့လျှက်စစ်မီလေးလည်းရရှိခဲ့ကြတယ်ရွာလေလန်းကတိရလန်းမခင်းနိုင်သေးပေမဲ့အုပ်ရိုးလန်းလေးတော့ခင်းထားနိုင်ခဲ့ကြတယ်အဲ့ဒီဇန်နဝါရီလ10ရက်ကကံရကြီးရွာအတွက်ကန်ဆိုးမိုးမောင်ကြခဲ့တယ်နနက်ပိုင်းကပခုတ်ကူမျိုးနဲ့ကန်တော်ရွာနေထွက်လာတဲ့အင်အား300ခန့်ပါအာနာသိန်းစစ်တပ်စစ်ကြောင်းကကံရကြီးရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်တရွာလုံးအိမ်ချင်း200ကျော်မှာ15အိမ်လောက်ပဲကျန်တယ်လို့ဒေသခံတို့ကပြောကြတယ်အိမ်တွေမကသေးပါတောသူတောင်သားတွေတစ်နှစ်ပတ်လုံးကုန်းယုံစူးစမ်းစိုက်ပျိုးခဲ့ကြတဲ့ပဲနှံမြေပဲတွေတခြားသီးနှံတွေကတောင်မုံရွာပုံမီးရှို့ဖျက်ဆီးခံလိုက်ရတယ်ရွာသူရွာသားတွေကအိမ်တွေကိုပြစ်ပြီးတော့တောထဲတောင်ထဲပြေးရှောင်ကြရတယ်စစ်ကြောင်းထွက်သွားလို့လာကြည့်တော့ရွာကမြင်ရစရာမရှိစောင်းတွေနှင်းမြူမဟုတ်တဲ့မိခိုးငွေညိုညညစ်တွေကထောင်းထောင်းထားလျက်အမေအိုးလိုပဲကံရကြီးကမိခင်တူရန်ဝေးရောက်နေတဲ့သားလေးစီတလောလေးကမှရွာအောင်အလဲပတ်တစ်ခေါက်တစ်ချင်းပြန်လာခဲ့ဖို့ဖုန်းဆက်ပြောခဲ့သေးတယ်မကြပါဘူးဇန်နဝါရီ10ရက်ညကတော့အဲ့ဒီမိခင်ကသူ့သားစီကိုဖုန်းပြန်ဆက်တယ်ဟယ်လိုလူလေးမိခင်ရဲ့အတန်မှာတုံခါနေတယ်ဒါကရွာသတင်းသိပြီးသားဖြစ်၍စကားပင်မပြောနိုင်တော့အင်းတခွန်းသာထူးနိုင်တယ်မိခင်ကအိမ်ကပြန်လို့မရတော့ဘူးပြန်စရာလည်းမရှိဘူးတောထဲမှာအိမ်ကြီးကဘာမှမရှိတော့ဘူးတဲ့တို့အိမ်ကြီးရောတူတဲရီရောလို့ပြောရင်းနဲ့ငိုတန်ဆွတ်လာတယ်လှမိုးတို့အိမ်အနောက်ဘက်မှာကွယ်နေတာမပါလာဘူးထင်နေတာသူတို့အိမ်ကြီးလည်းဘာမှမကြံဘူးတဲ့ဆိုပြီးတော့မိခင်ကဆက်ပြောတယ်သားတော်မောင်ကတအင်းအင်းသာလိုက်နိုင်တယ်ပြောစရာစကားလုံးမရှိတော့မိခင်အတွက်လည်းစိတ်ထိခိုက်လာတယ်ပြာကျသွားပြီဖြစ်တဲ့နေအိမ်လေးကိုကြည့်ရင်စွန့်အပ်သွားခဲ့တဲ့အမေအိုကြီးရဲ့အနာကိုရွာကန်အမျိုးသားတူကရောက်လာတယ်အမေအိုကြီးကိုပခုံးလေးဖက်ရင်စိတ်မကောင်းဖြစ်မနေပါနဲ့တော့သူများဟာပါပါကိုဟာပါပါအတူတူပဲလို့ပြောရင်လည်းဖြောင်ဖြကခေါ်သွားလိုက်တယ်အမေအိုကြီးကမီးလောင်ပြားနေလေးကန်နဲ့ခြေလန်းနေနဲ့ထွက်ခွာသွားခဲ့လိုက်တယ်